ဒီနေ့မှာတော့ဝက်ချန်နဲ့အမင်းဆက်အမားရုပ်တွေအတွက်အထက်ရောက်ဆုံးကုသမှုလေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်နော် Baby skin ကုသမှုလေးက stem cell လေးကိုအသုံးပြုပြီးတော့ကုသပေးရပါ stem cell လေးကပင်ကနေထုတ်ထားတဲ့ပင်မ cell လေးဖြစ်တာကြောင့်သူကအသားရည်မှာရှိတဲ့ cell အဟောင်းတွေကို cell အသစ်ပြန်ပြီးတော့ဖြစ်စေပါတယ်အဲ့အတွက်အသားရည်လေးကကလေးအသားရည်လေးလိုပဲချောချောမွတ်မွတ်လေးနဲ့ချစ်ချင်းဝင်လေးဖြစ်စေပါတယ် collagen ဓာတ်လေးကိုလည်းများနဲ့မြန်ထွက်အောင်လှုံ့ဆော်ပေးရကြောင်းအသားရည်ကိုနုဖြိုတင်းရင်းစေပြီးတော့ရေးချောင်းတေးလေးတွေကိုပါတက်တာစေပါတယ်အသားမညီတာအသားကွက်တာနေအောင်ကြောင့်အသားရည်ဖြစ်စီသွားတာလေးကိုပြန်ပြီးတော့ကျန်းမာစေရဲ့အပြင်ဝက်ချန်ချောင်းချန်ရဲ့မင်းဆက်မာယူလေးကိုလည်းထိရောက်စွာတက်တာစေပါတယ်ချွေးပေါက်ခြင်းနေတဲ့သူတွေအတွက်လည်းတင့်တော်တဲ့ကုသမှုလေးတစ်ခုဖြစ်ပါတယ်အသားရည်ကိုပြုပြင်ထိန်းသိမ်းခြင်းတဲ့သူတွေပုံမှန်လုပ်ကြတဲ့ကုသမှုလေးတစ်ခုလည်းဖြစ်ပါတယ်ထုံစည်းကောင်းကောင်းလေးပဲအသုံးပြုပေးထားကြအောင်နာကျင်မှုလုံးဝမရှိဘဲကုသမှုခံယူနိုင်ပါတယ်။တစ်လတစ်ချိန်ပြုလုပ်လို့ရတဲ့ကုသမှုလေးတစ်ခုဖြစ်ပါတယ်။ရလဒ်လေးကတော့ကုသမှုခံယူပြီး2ပတ်လောက်မှတိကျဆုံးဖြစ်တာကြောင့်ပွဲမိလာခြင်းတဲ့သူတွေ2ပတ်လောက်ကြိုပြီးတော့ကုသမှုလေးခံယူသင့်ပါတယ်နော်။ Facebook page လေးမှာလည်းဆိုရရဲ့ treatment လေးနဲ့ promotion လေးကိုပြန်တင်ပေးနေရကြောင်း Facebook page လေးကို